Flash မှာ Speed Force ရှိတာကျွန်တော်တို့အားလုံးသိကြပါတယ်။ဒါပေမဲ့သူကကမ္ဘာပေါ်မှာအမြန်ဆုံးလူသားတွေမကပဲအသက်မာဆုံးလူသားတယောက်ပါဖြစ်လာတဲ့အခါဘာတွေဆက်ဖြစ်လာမလဲ။ Flash ကတခြား Multiverse တွေကသူ့ရဲ့ပုံလူတွေကို Fort Barrier ပျက်စီးသွားပုံနဲ့အဲဒီကနေတခြားဆွမ်းအားတွေထွက်ပေါ်လာပုံကိုရှင်းပြခဲ့ပါတယ်။ Speed Force ပြင်တခြားဆွမ်းအားတွေရှိနေမှဘယ်သူမှမသိကြတဲ့အတွက်အားလုံးကဝေခွဲမရဖြစ်နေကြပါတယ်။ Flash ကဘသူစီကမှအဖြေရမှာမဟုတ်ဘူးဆိုတာသိလိုက်တဲ့အတွက်ပုံမှုစုံစမ်းစစ်ဆေးဖို့သူ့ရဲ့ဓာတ်ခွဲခန်းကိုပြန်သွားမယ်လို့ပြောပြီးထွက်ခွာခဲ့ပါတယ်။ဒါပေမဲ့တခြားသူတွေကသူ့ကိုစာအုပ်တွေကအကူအညီပေးနိုင်မှာမဟုတ်ဘူးလို့သတိပေးကြပါတယ်။သူကတာယာဝပြောတဲ့ဇုံထဲကနေထွက်ပြီးလက်တွေ့လောကမှာဒီစွမ်းရည်တွေအကြောင်းလေ့လာဖို့လိုအပ်ပါလိမ့်မယ်။အဲဒီနောက်ဇက်လန်က Central City ကိုရောက်သွားပြီး Flash ရဲ့ရန်သူ Twister ကရဲတွေနဲ့စကားပြောနေတာကိုတွေ့ရပါတယ်။သူက Ironhide အကျဉ်းထောင်မှာရှိနေတုန်းကထောင်ပိုင် Gregory ကအကျဉ်းသားတွေကိုနှိပ်စက်ခဲ့ကြောင်းဖွင့်ရခဲ့ပါတယ်။ရဲအရာရှိတွေကသူ့ကိုလောလောဆယ်ပေးကင်းကြောင်းနဲ့သူပြောခဲ့တာတွေကို Gregory သိမှာမဟုတ်ကြောင်းဂရိပေးပြီးနှစ်သိမ်းခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲအမြင့်ကြောက်တက်လာ Twister လို့អော်ပြီး Para Angel လို့ခေါ်တဲ့ရာဇဝတ်ကောင်တွေကအဆောက်အုံတွေကိုကျူးကျော်ဝင်ရောက်လာပြီး Twister စကားမပြောနိုင်အောင်တားဆီးဖို့ကြိုးစားကြပါတယ်။ရဲတွေကပြစ်ခတ်ခဲ့ပေမဲ့သူတို့က Twister ကိုဖမ်းဆီးခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ရုံးရင်ဆန်ခတ်ဖြစ်ပွားစဉ်မှာ Twister ရဲ့လက်တစ်ဖက်ပြတ်သွားပြီးအကူအညီတောင်းအော်ဟစ်နေတုန်းမှာပဲ Flash ရောက်လာပြီးကယ်တင်ခဲ့ပါတယ်။ Flash ကတယောက်နဲ့တိုက်ခိုက်နေတော့ကြံတဲ့တယောက်က Twister ကိုလွတ်ပေးလိုက်ပါတယ်။ Para Angel တွေထွက်ပြေးဖို့ကြိုးစားတဲ့အခါ Commander 9ကတနက်နဲ့ချိန်ထားတာကိုတွေ့ရပါတယ်။သူက Para Angel နှစ်ယောက်လုံးကိုအေးခဲပစ်လိုက်ပြီး Flash ကသူတို့တွေပြုတ်ကျပြီးကွဲမသွားခင်အမြန်သွားကယ်ခဲ့ပါတယ်။ Flash က9ကိုသူတို့ကိုတတ်မိတော့မလို့ပဲလို့ဆိုပြီးအော်ဟစ်ဆူပူခဲ့ပေမဲ့9ကတော့အရာအလုံးကိုထိန်းချုပ်နိုင်တယ်လို့ပြောခဲ့ပါတယ်။ Twister ကတော့ထွက်ပြေးသွားရင်လက်မောင်းကိုကင်ပြီးနာကျင်စွာနဲ့ရုတ်တရက်ရက်တန့်သွားပါတယ်။ Twister ပျောက်သွားပြီးနောက် Flash က9ကိုနောက်တစ်ခါကြာရင်သူ့ဘာသာသူပဲကင်တွယ်ပြရစီလို့ပြောခဲ့ပါတယ်။တစ်ဖက်မှာလည်း Twister ပြောနေတဲ့နာမည်ကျော်ထောင်ပိုင် Gregory က Twister ကိုတရားသူကြီးနဲ့စကားပြောခွင့်ပေးလိုက်တဲ့အတွက်စုံထောက်တွေကိုအော်ဟစ်နေကြပါတယ်။ Twister ကတော့ကြာပုံးနေနိုင်မှာမဟုတ်ပါဘူး။ Barry ကအိမ်ပြန်ရောက်တဲ့အခါသူ့ရဲ့ဆေးဆက်ထားသူ Iris ကိုဒီအကြောင်းတွေပြောပြပါတယ်။ Iris က Twister ကိုရှာဖို့ကိုးနဲ့ပူပေါင်းတင်တယ်လို့အကြံပေးပေမဲ့ Barry ကညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ကိုးက Twister ကိုရှာတွေ့ပြီလို့ထင်တဲ့အခါမှာတော့ Barry လက်ခံလိုက်ရပါတယ်။ Flash ကကိုးစီကိုသွားတဲ့အခါကိရိယာတစ်ခုနဲ့တွေ့ရပါတယ်။ကိုးကစွမ်းအားအသစ်တွေကိုရှာဖွေနေရင် Twister ပျောက်သွားတဲ့နေရာကိုရောက်လာတာဖြစ်ကြောင်းရှင်းပြပါတယ်။သူတို့စကားပြောနေတော့မှပဲဘာတွေဖြစ်နေတာလဲငါခံစားနေရတဲ့ Flash ငါတို့ Strandford ကိုရှာတွေ့ပြီထင်တယ်။အဲ့ဒါ Twister လားကြည့်လိုက်အောင်မင်းနဲ့ Gregory ပြီးတော့တခြားသူတွေမင်းတို့ Central City မှာငါ့ကိုလူပြက်တယောက်လိုဆက်ဆံခဲ့ကြတယ်။အခုတော့ငါ့ကိုလှောင်ပြောင်ခဲ့တဲ့အတွက်မင်းတို့အားလုံးပေးဆက်ရတော့မယ်လို့ Twister ကအော်ဟစ်ပါတယ်။ Twister ကထွက်ပြေးသွားပြီးကိုကတော့ဒီလောက်ပြင်းပြင်းထန်ထန်ရိုက်ခံရတာကြာပြီဖြစ်ကြောင်းပြောပါတယ်။ Flash ကသူ့ကိုထုပေးရင် Twister မှာ Strandford ရသွားပြီဆိုတာကိုသိလိုက်ကြပါတယ်။ Speed Force ကအပေါ်ကကျတဲ့လျှက်စီးကနေလာတယ်လို့ Strandford ကတော့အောက်ခြေကနေလာတာဖြစ်နိုင်တယ်လို့သူတို့ကောက်ချက်ချလိုက်ကြပါတယ်။ Fort Barrier ပျက်စီးသွားပြီးနောက်စွမ်းအားသစ်တွေကလက်ခံမဲ့သူတွေကိုလိုက်ရှာနေတာဖြစ်နိုင်တယ်လို့ကူကပြောပါတယ်။မြို့ထဲကိုရောက်တဲ့အခါ Twister ဖျက်ဆီးထားတာတွေကိုမြင်တွေ့လိုက်ရပါတယ်။သူ့ကိုရှာတွေ့တဲ့အခါသူ့ကိုအမြန်တားဆီးဖို့ကြိုးစားကြပါတယ်။ဒါတကယ်မိုက်တာပဲငါအရန်တန်ပါပြီးကြည်ကောင်းနေတာပဲလို့ Twister ကပြောပြီး Flash နဲ့9ကိုအလွယ်တကူအနိုင်ယူလိုက်ပါတယ်။ကျေးဇူးပဲအကိုတို့ရေငါနှိမ့်နေပေးတာလိုနေတာနဲ့အတော်ပဲ။ဒါပေမဲ့ Twister ကသူတို့နှစ်ယောက်လုံးကိုဖမ်းကင်လိုက်တဲ့အခါ Flash ကလွတ်မြောက်ဖို့သူ့ရဲ့တုံခါမှုတွေကိုသုံးပါတယ်။အဲ့ဒါက Twister ကိုတိတိကျကျထိခိုက်စေပြီးကားတစ်စီးလုံးကိုလွတ်မြစ်ဖို့ကြိုးစားတဲ့အခါမှာခက်ခဲသွားစေပါတယ်။တခုခုမှားနေပြီးမင်းရဲ့တုံခါမှုချိန်နှုန်းတွေကသူ့ခန္ဓာကိုယ်နဲ့ Strandford ကြားကဆက်သွယ်မှုကိုဖျက်တောက်လိုက်တာဖြစ်ရမယ်။ Flash က Twister ဟာကလေးတယောက်သာဖြစ်တဲ့အတွက်သူ့ကိုမနာကျင်စေခြင်းကြောင့်ကူးကိုပြောပြီးကိုယ့်ရဲ့နည်းပညာတွေကိုသုံးဖို့အကြံပေးပါတယ်။ကူးကသဘောတူလိုက်ပြီး Twister က Flash ကိုကူညီဖို့တောင်းပန်လာပါတယ်။အဲဒီနောက်ကူးကသူ့ကိုထိမ့်သိမ်းထားနိုင်မယ့်နေရာဖြစ်တဲ့ Ironhide ထောင်ကိုပြန်ပို့ဖို့အကြံပေးပါတယ်။ Flash ကျေးဇူးပြုပြီးဘာပဲလုပ်လို့ငါ့ကို Gregory နဲ့တယောက်တည်းမထားခဲ့ပါနဲ့။ဘာလို့လဲဆိုတဲ့စကားသံနဲ့အတူ Gregory ကသူတို့ကိုလာကြိုပြီးကိုကိုချက်ချင်းလောင်ပြောင်ပါတယ်။ Flash ကအခြေအနေကိုထိန်းညှိဖို့ကြားဝင်လိုက်ပြီး Twister ကိုဒီတစ်ခါတော့မျက်စိအောက်ကအပြောက်မခံဘူးလို့ Gregory ကိုပြောလိုက်ပါတယ်။ဒါပေမဲ့ Gregory ကသဘောမတူပဲ Twister ကသူ့ပစ္စည်းဖြစ်တယ်လို့ပြောပါတယ်။ပြီးတော့သူက Flash ကိုအပေးယူတစ်ခုကမ်းလှမ်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ Flash တယောက်အကျဉ်းခန်းထဲရောက်နေတာကိုတွေ့ရပါတယ်။ Gregory ကဒါက Speed Star တွေတုံခါပြီးဖောက်ထွက်လို့မရအောင်ဒီဇိုင်းထုတ်ထားတဲ့အထူးအကျဉ်းခန်းဖြစ်ကြောင်းရှင်းပြပါတယ်။ Gregory ကဒါကိုစမ်းသပ်ဖို့အတွက် Flash ရဲ့အကူအညီကိုလိုချင်နေတာပါ။ Twister ကိုတကယ်ကူညီခြင်းရင်စိတ်အေးအေးထားဖို့ကူက Flash ကိုအကြံပေးပါတယ်။
အဲဒီနောက်မှာတော့သူတို့က Twister ကိုလက်ဝှေ့ထိုးအိတ်နဲ့စမ်းသပ်မှုတွေစတင်ခဲ့ပါတယ်။သူ့ရဲ့ခွန်အားကတိုင်းတာလို့တော့မရတော့ဘူး။ Strandford က Twister ကိုပို့ပြီးလေးလံလာစေတာကိုကိုကသတိပြုမိသွားပြီးဒါက Strandford နဲ့တွက်ဆွဲရယူလျာမှုတွေကိုဆက်ဆက်နေတာကိုဖော်ပြနေတာပါ။ Flash မှာရှိတဲ့ Speedford နဲ့မတူတာက Strandford က Twister ရဲ့ခန္ဓာကိုယ်နဲ့ပေါင်းစပ်လို့မရပဲငင်းပယ်ခံနေရတယ်လို့ကိုကပြောပါတယ်။ဆိုလိုတာကတော့ Twister သာဆက်ပြီးကြီးထွားနေမယ်ဆိုရင်နောက်ဆုံးမှာသူကပောက်ကွဲပြီးတည်ဆုံးသွားနိုင်ပါတယ်။ Flash ကတော့ပိုရှန်နေတဲ့စွမ်းအင်တွေကိုတခြားတနေရာကိုလွှဲပြောင်းပေးနိုင်မဲ့နီလန်းရှာတွေ့ရင်သူ့ကိုကူညီနိုင်သေးတယ်လို့ပြောပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမဖြစ်ဘူးစိတ်မကောင်းဘူး Flash ငါတို့မှတခြားရွေးချယ်စရာမရှိတော့ဘူး။မလုံးနဲ့ Gregory ငါ့ကိုအပြင်လွတ်ပေး Twister ကိုစိတ်လျှော့ထားဖို့လဲ Flash ကအော်ဟစ်ပြောဆိုနေရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲငါလျှက်စီးအပြစ်ခံရတော့ကငါ့ကိုငါထက်ပိုကြီးမားတဲ့အရာတစ်ခုနဲ့ဆက်သွယ်မိသလိုခံစားခဲ့ရတယ်။ဒါပေမဲ့အခုတော့ကဘာကြီးတစ်ခုလုံးရဲ့အလေးချိန်ကငါပခုံးပေါ်ရောက်နေတယ်လို့ပဲ။အဲ့ဒီအချိန်မှာပဲ Strandford က Flash ရဲ့ခန္ဓာကိုယ်တွေကိုဝင်ရောက်သွားတာကိုတွေ့ရပါတယ်။ Twister ကဒေါသတကြီးနဲ့ Flash ကိုသူ့ကိုကူညီဖို့တောင်မကြိုးစားပဲလူကြားထဲမှာနာမည်ကြီးအောင်သူ့စွမ်းအားကိုခိုးယူဖို့ကြိုးစားတယ်လို့ဆွဆွဲပါတယ်။သူက Strandford နဲ့ Flash ကိုတိုက်ခိုက်ပါတော့တယ်။ Gregory ကလည်းသူတို့နှစ်ယောက်လုံးကိုတတ်ဖို့လူလွတ်လိုက်ပါတယ်။ခိုးကစိတ်မကောင်းပေမဲ့ Strandford ကိုတားဆီးဖို့တခုတည်းသောနီလန်းကသူတို့နှစ်ယောက်လုံးကိုတတ်လိုက်ဖို့ပဲလို့ပြောပါတယ်။သူက Flash ကိုတနက်နဲ့ရှက်မှန်အောင်ပြစ်ပြီးတခြားနီလန်းမရှိတော့ဘူးလို့ထပ်ပြောပါတယ်။ဒါပေမဲ့ Flash ကဒေါသထွက်ပြီး Twister ဟာခလေးတစ်ယောက်ပဲရှိသေးလို့မတတ်ဖို့တားပါတယ်။ငါကခလေးမဟုတ်ဘူးငါက Road တစ်ယောက်ပဲ။ Gregory ကသူတို့ကိုတတ်ဖို့ကိုကိုအမိတ်ပေးခဲ့ပေမဲ့ကိုတနက်နဲ့ချိန်တဲ့အခါ Flash က Gregory စကားကိုနားမထောင်ဘူးပြောပြီးမြေကြီးကိုလက်သီးနဲ့ထိုးချလိုက်ပါတယ်။အချိန်ကြောင့်အားလုံးလွန်းထွက်သွားပါတယ်။အံ့အားတကြီးနဲ့ပဲဟိုးဒါစူပါမန်ခံစားချက်မျိုးပဲဖြစ်ရမယ်။ကိုကဒေါသထွက်ပြီး Flash တောင်ဒီစွမ်းအားကိုမထိန်ချုပ်နိုင်တာထင်ရှားနေပြီလို့ပြောပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲ Flash က Strandford ဆိုတာကြွက်သားအင်အားတသက်မဟုတ်ဘူးဆိုတာကိုသိမြင်သွားပါတယ်။ Flash ကအစောပိုင်းမှာ Twister ရဲ့လက်ကိုတုံခါပြီးဖြတ်သွားတဲ့အခါ Twister နာကျင်သွားတာကိုကြည့်ရင်ခွန်အားထက်အလေးချိန်ပေါ်မှာအာယုံစိုက်လိုက်မယ်ဆိုရင် dress ဆွဲအားကိုပါထိန်းချုပ်နိုင်တယ်လို့ဆိုလိုတာပါ။ဒါကိုလှုပ်ဆောင်ပြီးနောက် Flash ရဲ့ခန္ဓာကိုယ်ဟာတိတိတတ်တာသိငယ်သွားပါတယ်။အကယ်၍ Twister လည်းဒီလိုပဲလုပ်နိုင်မယ်ဆိုရင်သူ့ရဲ့ပိုရှန်နေတဲ့စွမ်းအားတွေကိုထုတ်လွှတ်နိုင်ပြီးအသက်ဘေးကလွတ်မြောက်နိုင်မှာပါ။သူတို့စကားပြောနေတော့မှပဲ Twister က Gregory ကိုရှာတွေ့သွားပြီးထောင်ထဲမှာသူခံခဲ့ရတဲ့နှိပ်စက်မှုတွေအတွက်ရင်ဆိုင်ပါတယ်။ယူလိန်ကောင်မင်းနဲ့မင်းတို့လူတွေအားလုံးတာမန်လူငယ်လေးတွေအပေါ်လှုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်ခံစားစေရမယ်။သူတို့ရေထဲပြုတ်ကျသွားပြီး Gregory ကသူတို့ကိုတတ်ဖို့အမိန့်ပေးပေမဲ့ကိုကနောက်ကနေသူတို့နှစ်ယောက်လုံးကိုအေးခဲပစ်လိုက်ပါတယ်။ Twister က Flash ကိုပြန်တိုက်ခိုက်နေပြီး Flash ကတော့သူ့ကိုကူညီဖို့ကြိုးစားနေတာပါလို့ရှင်းပြပါတယ်။သူက Flash ကိုနေရန်ကနေလွန်းထွက်သွားအောင်ထိုးလိုက်တဲ့အချိန်မှာပဲ Twister ရဲ့အဖွဲဖြစ်တဲ့ Road တွေရောက်လာတာကိုတွေ့ရပါတယ်။ Flash က Twister ကိုတားဆီးဖို့ dress ဆွဲအားကိုစတင်အသုံးပြုပြီး Twister ရဲ့ခွန်အားကိုအဆုံးထိတွန်းအားပေးမှသာစွမ်းအင်တွေကုန်ခန်းသွားမယ်ဆိုတာကိုသိလိုက်ပါတယ်။ဒါကြောင့် Flash ကသူ့လက်တွေကိုကင်ပြီးအားကုန်တွန်းလိုက်တဲ့အခါအောင်မြင်သွားပြီလား။ငါကိုယ်တိုင်နေမကဘူးငါဝိညာဉ်မှာပေါ့ပါသွားသလိုခံစားရတယ်။ Road အဖွဲ့ဝင်တွေအားလုံးသတိမိနေတာကို Flash သတိထားမိလိုက်ပြီးအပေါ်ကိုမောကြည့်လိုက်တဲ့အခါ Flash ငါ့ကိုကူညီတဲ့အနေနဲ့ဒီအဆောက်အုံကြီးမပြိုကျခင်ငါတငယ်ချင်းတွေကိုဒီကနေခေါ်ထုတ်သွားပေးပါ။ Flash ကသူ့ကိုထားမသွားနိုင်ဘူးလို့ပြောပေမဲ့ Twister ကသူ့ရဲ့အသင်းဘော်တွေကိုကယ်တင်ဖို့အတင်းကျပ်တောင်းဆိုပါတယ်။ Road အဖွဲ့ဟာသူ့မှာကြံရှိတဲ့တခုတည်းသောမိသားစုဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့် Flash ကလက်ခံလိုက်ပြီး Twister ကသူ့ခွန်အားကိုဆက်သုံးနေရင်ကနေတဖြည်းဖြည်းသိငယ်လာပါတယ်။သူ့ဘဝမှာတစ်ခါတော့လူပြဲတစ်ယောက်မဖြစ်ရှင်တော့ဘူးလို့သူ့ဘာသာသူပြောနေပါတယ်။ငါနောက်ဆုံးအချိန်မှာရဲစရာကောင်းတဲ့အရာတစ်ခုလောက်ပဲစဉ်းစားကြည့်မိပါတော့တယ်။ Flash ကသူ့ကိုလိုက်ရှာပေမဲ့သူ့ရဲ့လက်တစ်ဖက်ကိုပဲတွေးရပါတော့တယ်။အဲဒီနောက်မှာတော့ Flash ကဒီလိုဖြစ်ရတာတွေအတွက်ကိုအော်ဟစ်ဆူပူပါတယ်။နောက်ဆုံးမြင်ကွင်းမှာတော့ Twister ကတနီးနီးနဲ့အသက်ရှင်ကြံ့ရစ်ခဲ့တာကိုတွေ့လိုက်ရပါတယ်။လက်လန်းလေးကတော့ဒီလောက်ပါပဲဗျ။ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးနဲ့အားပေးသွားကြပါအောင်ခင်ဗျာ။